အားလုံးပဲမင်္ဂလာပါကိုဇော်ကြီး Sport Channel အားလုံးတွေ့ရချူလိုက်ပါတယ်ကတိဒီမှာလည်းDay 12ပေါ့ဗျာ Round 2ရဲ့ပွဲစဉ်တွေပြစ်စပါမြောက်ပွဲစဉ်တွေကျွန်တော်သုံးသပ်သွားဖြစ်ပါတယ်အရင်လိုပဲကျွန်တော်စစ်ဖြစ်မဲ့နှစ်ပွဲရဲ့ Race Payment နှစ်ပွဲဆိုပြီး Video File နှစ် file တက်မှာဖြစ်ပါတယ်ဒီ file ကတော့စစ်ဖြစ်မဲ့နှစ်ပွဲကိုကျွန်တော်ရွေးချယ်ထားတာဖြစ်ပါတယ်အဲ့ဒီပွဲစဉ်တွေကတော့ပြင်သစ် Iraq ပွဲစဉ်ရဲ့Jordan Algeria ပွဲစဉ်တွေကိုကျွန်တော်သုံးသပ်သွားမှာဖြစ်ပါတယ်မနေ့ကတော့ကျွန်တော်ဒါ Spain ပေါ့ဗျာ on fire ဖြစ်ခဲ့တယ်လို့ဒီနေ့မှများပြင်သစ်က on fire ဖြစ်မလားဆိုတော့စောင့်ကြည့်ရမယ့်ပွဲစဉ်တစ်ပွဲပါမနေ့3နိုင်ခွဲမှာကံမှာဖြစ်ပါတယ်ပြင်သစ်နဲ့ Iraq တို့ပွဲစဉ်ဖြစ်ပါတယ်ဒီအုပ်စုကတော့အုပ်စု I မှာဖြစ်ပါတယ်ပြင်သစ်က3မှတ်ရရှိထားတယ် Iraq ကတော့အမှတ်မရရှိထားဘူးဒီအုပ်စုကကြာပြင်သစ်ကဒါနောက်ဆုံးပွဲစဉ်မှာဆိုတော့ Norway နဲ့ကံမှာဖြစ်ပါတယ် Senegal ကတော့ဒါ 3-1 နဲ့ဖုတ်ထားတာကျွန်တော်တွေ့ရတယ်ပြင်သစ်ကလက်ရှိရေပန်းစားမှုမှာလည်းအဆင့်1နေရာမှာရှိတဲ့အတွက်ကြောင့်ပြင်သစ်အနေနဲ့ဒီပွဲစဉ်ကိုလည်းအာရုံစိုက်ပြီးဆော့လာဖို့များတယ်။အမဘေးအနေနဲ့ဒါ2ဂိုးရရှိထားတဲ့ကြောင့်ဒီကမ္ဘာဖလားတက်တန်းတစ်လျှောက်ပေါ့ဗျာ14ဂိုးရရှိထားတယ်ဆိုတော့အမဘေးအနေနဲ့လည်းဂိုးသွင်းစွမ်းရည်တော်တော်လေးကောင်းလာဖြစ်ပါတယ်။သူ့ဘောကဒါမက်ဆီတို့နဲ့ဆိုဂိုးကလည်းတိတ်မကွာတဲ့အတွက်ကြောင့်ဒီအီရတ်ကိုဂိုးတွေရဖို့ကျွန်တော်ကတော့မျှော်လင့်ထားပါတယ်ဗျာ။ဒါဒီနေ့ပွဲမှာလည်းအမဘေးတို့အုပ်စုကပဲအကောင်းဆုံးဒါဂိုးပြက်ချေပြက်နဲ့နိုင်သွားဖို့တော်တော်လေးရခိုင်လို့များတယ်အောက်ထိကျွန်တော် 3-0 လောက်မှန်းတယ်မနေ့ကစပိန်လိုပဲကွာ 3-0 စောစီးများဂိုးရခဲ့မယ်ဆိုရင်အီရတ်ဂိုးပြက်ချေပြက်ရှုံးနေသွားမယ်ပွဲစဉ်တစ်ပွဲလို့ကျွန်တော်သုံးသပ်တယ်အီရတ်ကတော့အီရတ်ဘက်ကိုတိတ်ပြီးတော့ပြောစရာတော့မလိုတော့ဘူးဒီပွဲစဉ်ကပြင်သစ်ကိုပြက်မပြက်ပဲစောင့်ကြည့်ရမယ့်ပွဲစဉ်လို့ကျွန်တော်သုံးသပ်တယ်ဒါကြောင့်ဒီနေ့ပွဲစဉ်မှာကျွန်တော်ပြင်သစ်ဘော်ဒီကြိုက်တယ်ဂိုးပေါင်းဆိုရင်ဂိုးပေါင်းအပေါ်ကိုကြိုက်ပါဗျာကိုပေါင်းကတော့အနေငယ်တော့ race များတယ်ပေါ့ဗျာမနေ့ကကျွန်တော်စပိန်ပွဲစဉ်မှာကျွန်တော်ပြောခဲ့တယ်စပိန်ဒီထက်ပိုပြီးတော့ကိုပေါင်းစီတက်လာမယ်ဆိုရင်တော့ကိုပေါင်းအပေါ်ပါဆော့တင်တယ်လို့ကျွန်တော်ပြောခဲ့ပါတယ်ဗျာဒါကြောင့်ဒီပွဲစဉ်ကိုလည်းကိုပေါင်းစီလေးထပ်ပြီးတော့စောင့်ဖို့ကျွန်တော်တော့ပြောချင်ပါတယ်ဗျာဒါကြောင့်ကျွန်တော်ပြင်သစ် body တကြောင်းလေးပဲကျွန်တော်ကြိုက်ပါတယ်ဗျာနောက်တစ်ပွဲစဉ်ကဒါနောက်ကျပွဲစဉ်ဖြစ်တဲ့မနေ့9နိုင်ခွဲမှာကန်မဲ့အုပ်စု J ရဲ့ Jordan နဲ့ Algeria တို့ပွဲစဉ်ကိုကျွန်တော်သုံးသပ်သွားမှာဖြစ်ပါတယ်ဒီပွဲစဉ်ကတော့ဒါနောက်ကျပွဲဖြစ်တယ်လို့ဒါဂျေဒန်ရလဲအပြောင်းလဲတော်တော်လေးများမဲ့ပွဲစဉ်လို့ကျွန်တော်သုံးသပ်တယ်ဟိုဂျပန်နဲ့ပွဲစဉ်မှာဆိုတဲ့ဒီလိုပဲမနက်နောက်ကျပွဲမှာကျွန်တော်စတီဂျေ 1D လောက်နဲ့ပွဲကန်ဒီမှာ1ကို80ရှုံးလောက်ထိတောင်ကြေးတက်သွားတာကျွန်တော်တွေ့ရတယ်ဒါကြောင့်ကြေးအပြောင်းလဲကတော့ဒါ online ကစားတဲ့ငွေချင်းတွေနေတဲ့ကြေးအပြောင်းလဲတွေတော်တော်လေးသတိထားပြီးတော့ဆော့စီကြပါတယ်ကျွန်တော်ကအပြင်တိုင်းဆော့တဲ့ငွေချင်းတွေနေကတော့ဒီဂျေဒန်လောက်ပဲဖွင့်ဖို့ရာခိုင်နှုန်းတော်တော်လေးများတဲ့အတွက်ကြောင့်အပြင်တိုင်းဖွင့်မဲ့ငွေချင်းတွေနေတော့ဒီဂျေဒန်ပဲဒါဥတီပြီးတော့ကျွန်တော်ပြောပြသွားမှာဖြစ်ပါတယ်။ Algeria ကျွန်တော် 1D 2ရှုံးဖွင့်လှစ်ထားဖြစ်ပါတယ်။ဒီမနက်ပိုင်းအစောပိုင်းပွဲစဉ်တွေမှာကျွန်တော်ကြည့်ရတဲ့လောက်ကတော်တော်လေးတော့ဒုက္ခများနေတာတွေ့ရတယ်။ဘာလို့လဲဆိုတော့ကျွန်တော်ကဂိုးပေါင်းဈေးပါဗျာ။ဒီ 1D 2ရှုံး 1D ကျွန်တော်နှလုံး80 1D ကိုနှလုံး60အဲ့လိုမျိုးတွေကိုမှသူကဂိုးပေါ်ခဲ့တာကျွန်တော်ဒါ2ရက်ဇက်တိုက်ရှိသွားဖြစ်ပါတယ်။ဂျပန်ပွဲမှာဆိုတော့ဒီလိုပဲဒါတော်တော်လေးဒါပွဲကစားကန်ဒီမှာကြီးတော်တော်လေးတက်လာတဲ့ကြောင့်ဒါဂျပန်ကတော့အောင်မြင်သွားတယ်ပါဗျာ 4-0 ဖြစ်သွားတယ်ဒီနေ့မနေ့ကျွန်တော် Egypt ပွဲဆိုလဲဒီလိုပဲ 1D ကိုမှ260ရှုံး2ရှုံးလောက်ထိဖြစ်သွားတယ် 3-1 နဲ့ဖြစ်သွားတဲ့အတွက်ကြောင့်ဒီ Algeria ပွဲစဉ်ကလည်းကိုပေါ်သွားနိုင်တယ်လို့ကျွန်တော်တို့ဒါရေဝေးရသုံးသပ်ရမှာဖြစ်တယ်ဒီချက်တွေကဘာလို့ဆိုတော့ Algeria ကနောက်ဆုံးပွဲစဉ်မှာဆိုရင် Austria နဲ့ကန်မှာဖြစ်ပါတယ် Austria နဲ့Argentina ကဒါအစောပိုင်းပွဲစဉ်ဖြစ်တဲ့အတွက်ကြောင့် Austria ဘယ်လိုများကန်လာမလဲဆိုတာဒါစောင့်ပြီးတော့ကြည့်ပြီးတော့ထိုးသင့်တဲ့ပွဲစဉ်လို့ကျွန်တော်သုံးသပ်တယ်။အာဂျင်တီးနားနဲ့အော်စတြီးယားကတကယ်လို့များတေကျခဲ့မယ်ဆိုရင်အော်စတြီးယား၄မှတ်ရရှိသွားမှာဖြစ်ပါတယ်။အေဂျီးရီးယားကဒီပွဲကိုအနိုင်ကန်ရမှာဖြစ်ပါတယ်ဗျာ။တေကျလို့လည်းမရသလိုရှုံးလို့ဆိုရင်တော့ပို့ပြီးတော့ဝေးသွားမှာပါဗျာ။အဲဒါကျွန်တော်တို့ဂျော်ဒန်ကတော့ပြောစရာမလိုပါဘူး။ဂျော်ဒန်ကတော့ဒီအုပ်စုမှာအုပ်စုအနည်းဆုံးဖြစ်တယ်။တာထွက်တဲ့အော်စတြီးယားနဲ့ပွဲမှာကျွန်တော်ပြောခဲ့ပါတယ်။ဂိုးတကူရသွားနိုင်တယ်။ဒီအာရှရဲ့ဒါတော်တော်လေးတိုးတက်လာတဲ့ဂျော်ဒန်အသင်းဆိုတာသတိထားကြည့်ခြင်းဒါကြောင့်ဒီနေ့ပွဲမှာလည်းအယ်ဂျီးရီးယားဘက်ကိုဂိုးရသွားနိုင်တယ်လို့ကျွန်တော်သုံးသပ်ပါတယ်ဘာလို့ဆိုတော့သူကတော့မျှော်လင့်ချက်မရှိတော့ဘူးဗျာအဲဒါကြောင့်ကျွန်တော်တို့ ACC ပဲဖွင့်တိုက်ဖွင့်ကန်လာဖို့များတဲ့ပွဲစဉ်တစ်ပွဲလို့ကျွန်တော်သုံးသပ်တယ်ဂိုးပေါင်းအပေါ်တော်တော်လေးကောင်းတယ်လို့ကျွန်တော်သုံးသပ်ပါတယ်ဗျာဘော်ဒီဆိုရင်တော့ဒါအယ်ဂျီးရီးယားပဲရရမှာပါ 1D ဝင်ရုံးမှာဆိုတော့ဒါမရှုံးနိုင်တဲ့ပွဲစဉ်လို့ကျွန်တော်သုံးသပ်တယ်နောက်တစ်ချက်ကကျွန်တော်တို့ဒါကိတ်ဗာဒီတို့ကျွန်တော်ဥရုဂွေးနဲ့ကိတ်ဗာဒီတို့ပွဲစဉ်မှာဆိုလည်းဒီလိုပဲကိတ်ဗာဒီကလွတ်လွတ်လပ်လပ်ကိုကျွန်တော်ဆော့သွားတာတွေ့ရတယ်တမှတ်ရအောင်ယူသွားတယ်မဆိုးပါဗျာခြေစွမ်းပိုင်းဟိုအကောင်းကြီးမဟုတ်ပေမဲ့လည်းလွတ်လွတ်လပ်ပေါ့ဆော့သွားတဲ့ကြောင့်ဒီနေ့ကျွန်တော်အောက်တင်းတွေဖြစ်တဲ့ဂျော်ဒန်တို့အီရတ်တို့ဆိုတာလည်းအဲ့လိုမျိုးပဲဆော့လာဖို့များတဲ့ကြောင့်ကိုးပေါင်းအပေါ်ကြီးကောင်းရခြင်းဖြစ်တယ်လို့ကျွန်တော်ပြောရခြင်းဖြစ်ပါတယ်ဗျာဒါကျွန်တော်တို့ဒါဒီနေ့ပွဲစဉ်မှာဆိုရင်ဒါဂျော်ဒန်နဲ့အယ်ဂျီးရီးယားတို့ပွဲစဉ်မှာဆိုရင်ကိုးပေါင်းအပေါ်ကြိုက်တယ်အယ်ဂျီးရီးယားဘော်ဒီကြိုက်ပါတယ်ကိုးပေါင်းအပေါ်
စိတ်ချရမယ်ပွဲစဉ်လို့ကျွန်တော်သုံးသပ်ပါတယ်ဗျာကဲဒါတော့ဒီနေ့မှာကျွန်တော်ဆေးဖြစ်မဲ့နှစ်ပွဲကိုသုံးသပ်သွားဖြစ်ပါတယ်ကျွန်တော်ငယ်ကြောမျိုးတွေနဲ့တေချာလေးလေးလာပြီးမှထိုးကြဖို့လည်းကျွန်တော်ပြောချင်ပါတယ်ဘာလို့ဆိုပွဲစဉ်တွေကနည်းနည်းငယ်အနည်းငယ်တော့ကမောက်ကမလေးတွေစလာပြီဖြစ်ပါတယ်ဗျာဒါပေမဲ့ကျွန်တော်ငယ်ကြောမျိုးတွေတေချာလေးလာပြီးထိုးကြပါကျွန်တော်ဓာတ်ထူးရောင်းပွဲကျွန်တော်ဒါဒီနေ့တိုင်းပေါ့ဗျာထွက်နေတာဖြစ်ပါတယ်မနေ့ကတော့ကျွန်တော်ဓာတ်ထူးရောင်းပွဲကြပါတယ်ဗျာနှစ်ရက်စက်တိုက်ကျွန်တော်ကြာသွားတာဖြစ်ပါတယ်မနေ့ကတော့ကျွန်တော်ဒါဘယ်ဂျီယန်ပွဲစဉ်ကိုကျွန်တော်ဒါကိုအောင်အပေါ်ရွေးခဲ့တာဖြစ်ပါတယ်အဲ့ဒီပွဲပဲကျွန်တော်တို့ဒါကိုအောက်သွားတာကျွန်တော်တွေ့ရပါတယ်ဗျာဒါကြောင့်ကျွန်တော်တို့ဒါတထူးအနေနဲ့ကတော့အနေငယ်လေးတော့ကြွေလေးတော့ကြာနေဖြစ်ပါတယ်ကျွန်တော်တို့လည်းဒါအကောင်းဆုံးရွေးချယ်ပြီးတော့ဒါရောင်းပွဲထွက်ရှိနေတာဖြစ်တဲ့အတွက်ကြောင့်ဒါစိတ်ပါဝင်စားတဲ့တငယ်ချင်းတွေအနေနဲ့လာရောက်ဝယ်ယူစော့ကစားနိုင်ပါတယ်ဗျာအားလုံးပဲကိုလည်းပါကျွန်တော်နောက်ဗီဒီယိုမှာတော့ risk payment နှစ်ပွဲကိုသုံးသပ်သွားမှာဖြစ်ပါတယ်ဗျာ